ကမျိုးကြီးတစ်မျိုးမှာဦးသိန်းအောင်ဆိုတဲ့တထေးကြီးတစ်ယောက်နေထိုင်ခဲ့ပါတယ်သူ့အိမ်ကအထက်မြင့်ကားကောင်းဝန်ထမ်းအများကြီးနဲ့မြို့ထဲမှာအလွန်ကြော်ကြားသူပါဦးသိန်းအောင်မှာတမီးတစ်ယောက်ရှိပါတယ်သူ့နာမည်မေခင်ပါမေခင်ကမြို့ထဲမှာပဲကြီးပြင်းလာပြီးအလားပအစဉ်ပြေမှုငွေကြေးကိုအရေးကြီးဆုံးလို့ထင်တဲ့မိန်းကလေးတစ်ယောက်ပါရွာဘဝလယ်ဘဝကိုသူမှမသိတယ်လို့တန်ဖိုးမထားပါဘူးတနေ့မှာတော့ဦးသိန်းအောင်ကသမီးကိုခေါ်ပြီးပြောလိုက်တယ်မေခင်ဘဝဆိုတာငွေတစ်ခုတည်းနဲ့မပြီးဘူးရွာကိုသွားပြီးလူတွေဘလို့အသက်ရှင်လဲသိလာပါမေခင်မကျေနပ်ပေမဲ့အဖေရဲ့စကားကိုမငြင်းနိုင်ခဲ့ပါဘူးအဲ့ဒီလိုနဲ့သူမကိုမြို့ကနေအဝေးရှိတဲ့ရွှေစံရွာဆိုတဲ့ရွာလေးကိုပို့လိုက်ပါတယ်ရွာရောက်တဲ့နေ့မှာပဲလမ်းတွေကဖုံထူအိမ်တွေကတစ်သားနဲ့မေခင်စိတ်ထဲမှာပြောလိုက်တယ်ဒီလိုနေရာမှာနေရတာဘလို့ခံနိုင်မှာလဲရွာမှာကိုအောင်နိုင်ဆိုတဲ့လယ်သမားလူငယ်တစ်ယောက်နဲ့အဖွားကိုတစ်ယောက်အတူနေပါတယ်ကိုအောင်နိုင်ကရိုးသားတဲ့အပြုံးနဲ့မေခင်ကိုကြိုဆိုတယ်မမေခင်ရွာဘဝအစင်မပြေရင်ပြောပါမေခင်ကခေါင်းညိတ်တယ်လို့ပဲလှုပ်လိုက်တယ်လယ်သမားဘဝရဲ့ခက်ခဲမှုနောက်နေ့မနက်နေအောင်မထွက်ခင်ကတည်းကကိုအောင်နိုင်လဲတဲ့သွားဖို့ပြင်ဆင်နေပါတယ်မေခင်အံ့ဩသွားတယ်ဒီအချိန်ကြီးလားနေ့လယ်မှမလုပ်ဘူးလားလို့မေးလိုက်တယ်ကိုအောင်နိုင်ကပြုံးပြီးပြောတယ်နေအောင်ပူလာရင်လဲလုံးလို့မရတော့ဘူးမမလဲထဲမှာညင်ညစ်ရေဆိုနေအောင်ပူမေခင်ပထမဆုံးအကြိမ်ဘဝရဲ့ခက်ခဲမှုကိုခံစားလာရပါတယ်နေ့တွေကြာလာတာနဲ့အမျှမေခင်ကလက်သမားဘဝရဲ့တန်မိုးကိုသိလာတယ်ညနေတိုင်းရွာလူတွေအတူထိုင်ပြီးထမင်းအတူစားအပြုံးအတူမျှဝေကြတာကိုသူမစိတ်ထဲမှာထူးဆန်းစွာခံစားလာခဲ့တယ်တညမှာတော့မေခင်ကကိုအောင်နိုင်ကိုမေးလိုက်တယ်ဒီလောက်ပင်ပန်းပြီးဘာလို့လဲလုံနေတာလဲကိုအောင်နိုင်ကအေးအေးဆေးဆေးပြောတယ်ဒီလဲတွေမရှိရင်မြို့ထဲကလူတွေဘာစားမလဲအဲ့ဒီစကားကမေခင်ရဲ့စိတ်ကိုထိခိုက်သွားစေတယ်တနေ့မှာမိုးကြီးရွာပြီးလယ်မြေတစ်ပိုင်းပျက်စီးသွားပါတယ်ကိုအောင်နိုင်မျက်ရည်ဝဲနေတာကိုမေခင်ပထမဆုံးမြင်ဘူးခဲ့တယ်သူမစိတ်ထဲမှာထင်လာတယ်ငွေရှိုံနဲ့ဘဝမလုံလောက်ဘူးအဲ့ဒီနေ့ကစပြီးမေခင်လယ်လုပ်တွေကိုစိတ်ပါဝင်စားလာတယ်အချိန်ကြာလာတော့မေခင်နဲ့ကိုအောင်နိုင်ကြားမှာလေးနက်တဲ့နားလည်မှုပေါက်ဖွာလာခဲ့ပါတယ်မေခင်မြို့ကိုပြန်ရောက်လာပါတယ်သူမကအဖေကိုပြောလိုက်တယ်အဖေလယ်သမားတွေမရှိရင်မြို့ကြီးလည်းမရှိနိုင်ပါဘူးသူတို့ကငွေမရှိပေမဲ့တန်ဖိုးရှိတဲ့လူတွေပါဦးသိန်းအောင်တိတ်ဆိတ်သွားတယ်နောက်ဆုံးမှာသူသမီးကိုပြောလိုက်တယ်လူကိုတန်ဖိုးသတ်မှတ်တာငွေနဲ့မဟုတ်ဘူးစိတ်နဲ့ပဲမေခင်ကရွာကိုပြန်လာပြီးကိုအောင်နိုင်တဲ့အတူလယ်မြေတွေဖွံ့ဖြိုးအောင်ကူညီခဲ့ပါတယ်မြို့နဲ့ရွာကြားအကွာအဝေးဟာချစ်ချင်းနဲ့နားလည်မှုကြောင့်နီးကပ်သွားခဲ့ပါတယ်လူတန်ဖိုးကိုငွေနဲ့မဆုံးဖြတ်တဲ့ခက်ခဲမှုထဲမှာမှအမှန်တရားကိုတွေ့ရတဲ့နားလည်မှုကအချစ်ထက်တောင်အရေးကြီးတယ်အားလုံးပဲမင်္ဂလာပါရာသီတူအေးတယ်နွေးနွေးထွေးထွေးဝှေ့ကြပြီးကျမ်းမာရေးဂရုစိုက်ကြပါကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးလုပ်ပေးကြဖို့တောင်းဆိုပါတယ်